ကဲကိုသေးလေးတို့နော်ဒီမှာဈေးနေတဲ့ထေးလေးကနေပြပေးပါပြီးမျက်နှာပြင်ကြဲကြဲလေးတွေကပြပေးပါဆိုတဲ့ကိုသေးလေးတို့ဒီမှာကျွန်တော်တို့ OSC ကနေစပြီးတော့ဗောနော်ဒီ2သိန်းကျော်ကနေစပြီးတော့စရှိမယ်2သိန်းအတိလေးတွေ2သိန်းကျော်ကနေစပြီးတော့မှကျွန်တော်6သိန်းကျော်9သိန်းထိစရှိမယ်ဗျအခုကျွန်တော်လက်ထဲမှာကင်ထားတာလေးဆိုတာ model S5 လေးဒီကောင်လေးကိုဝယ်ယူလိုက်ပြီဆိုတာနဲ့3သိန်း4000တိတိကိုရှော့ဈေးအနေနဲ့ထည့်ပေးသွားအောင်ပါဒီကောင်ဆိုရင်မူရင်းဈေး9သိန်း9000ရှိတယ်အခုဆိုရင်4သိန်းခွဲတိတိလေးနဲ့ကိုရမှာနော် model နာမည်လေးက model S5 လေးဒီကောင်လေးဆိုလို့ရှိရင်မျက်နှာပြင်ဆိုရင်လည်း10လက်မှမျက်နှာပြင်ကြဲကြဲလေးမှကြိုက်တဲ့မိတ်ဆွေတို့အတွက်အရန်ကိုမှအဆင်ပြေတယ်နော်ဒီကောင်လေးဆိုရင်မျက်နှာပြင်10လက်မှပါဝင်မယ် RAM ဆိုရင် RAM 8128GB တောင်ပါဝင်အောင်မယ် battery mAh 1000 mAh နဲ့လာမယ်ဗျာကျိုးဆိုရင်ကွာဒီတော့အားသွင်းကျိုးဆိုလို့ရှိရင်တိုက်စီအားသွင်းကျိုးနဲ့လာမယ်ကီးဘုတ်ကာပါလေးကိုလည်းလက်ဆောင်အနေနဲ့ထည့်ပေးသွားအောင်မှာဖြစ်တယ်10လက်မှတ်ကြီးကိုကတ်တဲ့မှန်ကွဲအထူတစ်ချက်ကိုလည်းလက်ဆောင်အနေနဲ့ကိုပေးသွားအောင်မှာကုမ္ပဏီတိုင်းရိုက်မို့လို့အာမခံလည်းတစ်နှစ်တိတိတောင်ပါဝင်ပါသေးတယ်ရန်ကုန်မန္တလေးနေပြီးတော့ဆိုရင်အရောက်ငွေချေနဲ့ပို့ဆောင်ပေးပါတယ်ဗျာကြံမျိုးနယ်လေးရဆိုရင်တော့ငွေလေးအရင်ကြိုလွှဲရတယ်ထိုင်းနဲ့မလေးဆိုရင်တော့ကျွန်တော်ဒလီကတော့ free အနေနဲ့ပို့ဆောင်ပေးပါတယ်ဒါကြောင့်မို့လို့ဆက်သွယ်မှာယူအားပေးခြင်းနဲ့ဆိုရင်တော့အပေါ်မှာပြထားတဲ့ Viber ဖုန်းနံပါတ်လေးကိုအခုပဲအမြန်ဆုံးဆက်သွယ်ပြီးတော့မှာယူအားပေးလိုက်တော့နော်